ခင်ဗျာတော့ခင်ဗျာဦးနေကျော်ဦးမိုးဒီပေါ့နော်မိုးဒီတို့3ယောက်သူတို့3ယောက်ရဲ့ဒီကျွန်တော်တို့ဒီဟာတာလေးတွေကိုပရိသတ်တွေရီမောအောင်သူတို့ရဲ့တော်ကီလေးတွေပေါ့နော်တက်ကြီးမှပြည့်စည်သေးဘူးဆိုတော့သူတို့ရဲ့တော်ကီစကီလေးတွေကိုကျွန်တော်တို့လိုက်ကြည့်ရအောင်ဒါကျွန်တော်တို့လိုက်ကြည့်မယ်သူတို့ရဲ့ဟာတာစကီတွေကတော့လုံးဝကြံနေသေးတယ်အောက်ကနေဆူချတဲ့ပရိသတ်တွေကိုလည်းကျေးဇူးရမ်းတင်ပါတယ်လို့နော်သူတို့ကိုစားအသက်ကြီးဖြစ်တဲ့အတွက်သူတို့လည်းရမ်းတော့မလုပ်နိုင်တော့ဘူးလေနော် Okay let's go နောက်ကဆက်ကဒီနေ့အားရှိအောင်အိမ်နေဆိုရင်အိမ်လိုက်တာအိမ်မက်တင်မဲ့လို့အိမ်မက်တဲ့ဒီမှာလာမပြောနဲ့အိမ်မက်တင်မဲ့လို့အိမ်မက်နေတာဘယ်လိုမဲ့အိမ်မက်ကိုမင်္ဂလာဆောင်အိမ်မက်ဗျာမင်္ဂလာဆောင်အိမ်မက်ကလေဟုတ်တယ်ဟာဘယ်လိုမင်္ဂလာဆောင်တော့ဘက်ကလေကျွန်တော်မင်္ဂလာဆောင်မင်္ဂလာဆောင်မင်းရုပ်နဲ့ဒီတက်ဒီပဲရှိမှာမင်းရုပ်နဲ့တဲ့ဒီမက်ကဆောင်တာဘာတက်နိုင်မှာလို့အဲ့ဒါဆိုဖိတ်တာတော့နှစ်ခုရရိုက်မှာလို့လက်ခံနေကြရတာမနဲ့မင်္ဂလာဆောင်ညနေအာသုဘမနေ့မင်္ဂလာညနေအာသုဘမင်္ဂလာဆောင်အိမ်မက်ဘယ်လိုနဲ့မင်္ဂလာဆောင်တာလို့အိမ်ဝဲဝါနဲ့ခင်ဗျာတော့ခင်ဗျာအိမ်ဝဲဝါနဲ့ဟုတ်တယ်လေဖြစ်နိုင်မှာမလားဒီရုပ်ကအိမ်မက်မင်းချင်တာမဲ့မှာပေါ့ဗျာအားမင်္ဂလာဆောင်အကျွေးမိုးလေးလည်းသုံးနေတာပဲခရီးတိတ်တိတ်နဲ့ရှင်လွေးချင်းနေတယ်မင်္ဂလာဆောင်ဘုံမင်္ဂလာဆောင်သမားတော့အဲ့လိုမဟုတ်ဘူးဘယ်လိုလဲဘူးဒီကျော်နဲ့ရင်ခဲရင်နဲ့အိမ်မက်တဲ့သူကျွေးနေတာကျွေးမှာပေါ့မင်္ဂလာဆောင်ခင်ဗျားတို့နှစ်ယောက်တော့ပါသေးတယ်ဟုတ်ပါရဲ့အစိုးရပါပါခင်ဗျားတို့နှစ်ယောက်ကြည့်လိုက်တော့ဘုံလုံးလေးဘယ်တဲ့ယူရှိတော့အဲ့ဒါတော့မတည်နေပါတဲ့အတိုင်းပြောရတာအဲ့ဒါနဲ့ကျွေးတဲ့ခင်ဝဲမှာဘောလေးဝိုင်းဘောအလေဝါရဘောအဲ့ဝိုင်းအဲ့လိုကျွေးလိုက်တဲ့ဒီငါးလုံးကြီးလာရောအဲ့လိုမင်းနာပြီးတော့ဟော်တယ်တရားငါးလုံးလာရအိမ်မက်နာပြီးတော့ကြည့်သွားတာနာပြီးတော့သွားတာလူရင်းနဲ့လာလိုက်တဲ့တွေ့တဲ့ကိုတက်နေတာပဲလို့အဲ့ဒါကိုရှင်းနေရပဲအိမ်ကြီးရှိတဲ့မင်္ဂလာဆောင်ဗျာအေးအဲ့ဒါမှတယောက်တောင်းဆိုတော့လာခုချရရင်တော့တောင်းမယ်မာနေတယ်အိမ်ကြီးရမ်းတော့ဖို့လေကျတယ်မှာအဲ့ဒါနဲ့ရမ်းတော့ဆိုပြီးတော့ဘယ်လိုရောက်ပါလဲဟုတ်လားတက်တက်ကိုညံနေတာလေအဲ့ဒါနဲ့မင်္ဂလာဆောင်ပြီးရဲနဲ့ပဲသွားကြမယ်တဲ့မူနီယန်ထွက်ကြမယ်တဲ့မူနီယန်ထွက်ကြအိမ်နဲ့မူနီယန်လို့အဲ့ဒီမို့လို့ဆိုင်ကျဲကျွေးဘောဝါရဘယ်သွားကြမယ်ငါလည်းပြီးဖို့လေဟုတ်ပါပြီအိမ်မက်နဲ့ငါလည်းပြီးလို့ပြောတာသမားနဲ့သွားမယ်လေသိသိတည်းနဲ့သွားမယ်ရဲလေချက်လေးကြီးတယ်သမီးကြီးကချက်လေးကြီးတယ်ဒီငါလည်းသွားလိုက်မှပြင်ပေါင်းမြင်မောအားကြီးတယ်မေစပိတ်တဲ့ကြီးတယ်အဲ့ဒါနဲ့သွားရင်နေမြန်မောင်းတဲ့ကတ်ကွာပိုက်တော့ဒီနကပူဝါအဲ့ဒါဒီမင်းကရှင်းပြီးကြည့်လိုက်တော့ပေါင်းမြင်မှနေကြီးရဲ့ခင်းနေတာပေါ့လေဟုတ်ကဲ့မရပြန်တော့သွားနေတာပကောင်းရင်းနေတာဗျာအဲ့မှာအောက်ဆင်းပြီးကြည့်လိုက်တော့သမုဒ္ဒရာနဲ့တောင်ကျိုးသွားပြီဒီမြန်ကသမုဒ္ဒရာကျိုးတော့လေးရဆိုတာကျိုးသူ့ကိုသူစပိန်စီးနေပြအောင်မနေတာမသိဘူးတကယ်မေဆောင်းတယ်ဘယ်ကြောင့်လို့အမေကတော့ကျိုးရင်တာကျိုးတာပါအဲ့ဒါနဲ့အမေကျိုးတော့ရောက်သွားတာသမုဒ္ဒရာနဲ့ကြောင်းကျိုးလေကွာအဲ့မှာနေနဲ့သွားရောသိလားဒီမှာခင်ဗျားတို့နှစ်ယောက်ပါသေးတယ်ဟုတ်ပါလေပါလာပေါ့ဟုတ်ရတယ်ဘုရားကဒီနေ့မှမပါလေပါလာပေါ့ကိုလေးကန်ကြီးကကျွန်တော်နဲ့ခင်ဝင်းဝါနေရတော့လေးဦးကမှနှစ်ယောက်သားပခုံးလေးတွေဖက်ပြီးတော့ကျွန်တော်လည်းယောက်ကရောအဲ့မှာဦး
ဦးမိုးရီအိုင်းနဲ့ကျွန်တော်တယောက်ကဟောတဲ့လင်းအိမ်သာနားမှာငိုက်နေ အေးပြာကရှားနေ ရတယ်လည်းမပြောနဲ့လေခုံနေကထုတ်ပြီးစေးတုတ်ထားတယ်လေ ဒီအိမ်မက်ထဲမှာထိလာတော့တယ်လို့ပြော အဲ့ဒါနဲ့မောင်းနဲ့ဒီမင်းရဲ့ငပလီရောက်သွားတာ တော့ပါသေးတယ်ကမလီ အပါရမောအဲ့မဲ့ကဘလူဘာမှတင်းမဲတဲ့ ကဲဘာကလို့ ဘာကလို့ ဖန်ကလေးကို ဘာကလို့နဲ့ကလို့ မဘန်ကလိုမှတင်းမဲဆိုပြီးနေရတာဘန်ကလိုထားလိုက်တာအဲ့ဒါကျုပ်တို့ဘန်ကလိုတဲမှာဘောရေးစစ်စစ်ဘော အေးဘာလို့ ခမည်းတော်နှစ်ယောက်ကြီးလေတော့နေငါရင်မှာကွေးလေးတွေပတ်သက်လို့ ဘုရားတော့ အဲ့မတော့ဘာခိုင်းနေပါလဲ အပေါ်အတင်းလေးပါလေတော့ ခန်းကြီးကပုံသွားပြီငါလို့အဲ့ဒါမိုးလေးနဲ့တခါရင်ဂိမ်းမောင်းဝင်နေကျွန်တော်လက်ကလေးကနေရှောက်ပြေးကြတာပေါ့ အဲ့တော့ ပြီးတော့မွတ်တယ်ပေါ့လေအဲ့ဂိမ်းမောင်းမှာမိုးတယ် ဟုတ်တယ်ဟုတ်တယ် မွတ်တယ်မောတယ်လှုပ်လေမွတ်တယ်တော်ကီယာတော့ကောင်းလေဘာညာဘောဝါတယ်ဒီလိုမျိုးပြော အမအေးရစောက်ကြမယ်တဲ့ ပြာ အဲ့မတဲ့အေးရလို့ပြောတာပေါ့ တရားသေးပြီ တရားသေးပြီ ဘီယာလေးတောက်လိုက်ခမည်းတော်နှစ်ယောက်ကြီးလေတော့အုံးလေးကြီးကြီးက အလို့တွေမရှိဘူးလားကွာ အနုတွေကသူများကိုလို့ပုံသွားတယ်အဲ့ဒါကနမှာဝပြီးနေခမည်းတော်များကြီးလေတော့နောက်ကနေတောင်းကြုံကျင်းနေခရီးပွဲလေးလျှောက်တော့ အဲ့ဒီအကောင်းကြီးမရဘူးလား အကောင်းကြီးတွေကသူများကောက်လို့ပုံသွားအဲ့ဒါနဲ့ပြေးလိုက်မောတဲ့သူကတုတ်တူးကြီးကလေးခံရင်းနဲ့အေး အမေ ဟိုဒီခံချင်းပါလေဦးနေကျော်နေချင်းရောခံလိုက်ပါခင်ဝင်းဝါလေးကိုဘလို့ပြောလိုက်တာ ခံရင်းနဲ့ပြောတာအဲ့ကောင်မပဲလေကလေးကနေတော့စိတ်လုံးကြီးကြောက်တုံးကြီးဝေါးကိုဝင်လိုက်တာဒီမောက်လေးသူလာကနာခမင်းစစ်ပြောတယ် ဒီနေ့နဲ့ငါဘယ်လိုလုပ်ပြောအောင် ဆက်ပြောတယ်ရီးရတယ်တောက်လျှောက်ရီးနေရနော်အိမ်မကြောက်အောင်သူပြောရတာတတ်တယ်တကယ်လေးစားဖို့ကောင်းပါတယ်ဦးမိုးရီနဲ့ဦးဘော်နေရတော့ဘေးမှာနှစ်ယောက်သားခံရတာပေါ့နော်โอเคဒီနေ့တော့တော့ပါပဲဟာတာဟိုထိုင်ကုန်မှာထိုင်ပြောရဆိုမဲ့လေပေါ့နော်သူတို့ရဲ့ဟာတာညံရွှေမောင်ကလည်းအခုချိန်ဒီစကေးရရှိပါသေးတယ်အားလုံးပဲရည်ရမလို့မျှော်လင့်ပါတယ်ဒီနေ့တော့တော့ပါပဲအားလုံးပဲ good night ပါ